ကျွန်တော်ကတော့ပညာရွှေဘူးကိုပိုင်လယ်တန်းကျောင်းမှာကျောင်းဆရာကြီးတာဝန်ထမ်းဆောင်နေတဲ့ဥအောင်စောကြီးဖြစ်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ဘွဲကတော့ BSc Chemistry ဖြစ်ပါတယ်ကျွန်တော်တို့ပညာရွှေဘူးကိုပိုင်လယ်တန်းကျောင်းတွေဟာအရင်လုံးကကျွန်တော်2022ခုနှစ်မှာကိုပိုင်မူလယ်တန်းကျောင်းအနေနဲ့ grade KG ကနေပြီးတော့ grade 4အထိကျောင်းသူဥယေ200ကျော်ကိုသင်ကြားတက်လာပြီးခဲ့ပါတယ်2023ခုနှစ်မှာတော့ကျွန်တော်တို့ KG မှာနေ grade 5အထိကျောင်းသူဥယေ400ကျော်ကိုကျွန်တော်တို့တိုးချဲ့ပြီးတော့သင်ကြားနိုင်ခဲ့ပါတယ်2025 4ခုနှစ်မှာတော့ကျွန်တော်တို့grade KG to grade 5အထိကျောင်းသူဥယေကျွန်တော်တို့900ကျော်ကိုသင်ကြားပို့ချပေးနိုင်ခဲ့ပါတယ်နောက်2025ခုနှစ်မှာကျွန်တော်တို့ကျောင်းသူဥယေပေါင်း1138ယောက်တီတီကိုကျွန်တော်တို့ကKG ကနေပြီးတော့ grade 7အထိသင်ကြားပို့ချပေးနိုင်ခဲ့ပါတယ်ယခုနှစ်2026ခုနှစ်မှာတော့ကျောင်းသူဥယေစုစုပေါင်းကျွန်တော်တို့ခန့်မှန်းပေါ့ဟုတ်လား1200ကျော်အထိကျွန်တော်တို့ခန့်မှန်းထားပါတယ်တန်းစဉ်အနေနဲ့ကတော့ကျွန်တော်တို့ KG ကနေပြီးတော့ grade 8အထိတစ်နှစ်ကိုတန်းကျွန်တော်တို့တိုးချဲ့ပြီးတော့သင်ကြားပေးသွားပါတယ်ကျွန်တော်တို့သင်ကြားပို့ချတဲ့ဘာသာရပ်တွေအနေနဲ့ကတော့ကျွန်တော်တို့ဒီ academic ဘာသာရပ်တွေအပြင်မြန်မာစာအင်္ဂလိပ်စာသင်ချာသိပ္ပံလူမှုရေးစတဲ့ academic ဘာသာရပ်တွေအပြင်ကျွန်တော်တို့ကဒီအခြားဘာသာရပ်များအနေနဲ့language အနေနဲ့ကျွန်တော်တို့က English language Thai language တွေကိုကျွန်တော်တို့ကထပ်မံပြီးတော့တိုးချဲ့သင်ကြားပေးပါတယ်နောက်သင်ချာအနေနဲ့ mathematics တွေနဲ့ပြောမယ်ဆိုလို့ရှိရင်ကျွန်တော်တို့က Singapore Maths နောက်တစ်ခါCambridge Mathematics တွေကိုလည်းကျွန်တော်တို့ကဒီနှစ် grade 8အထိမှာကျွန်တော်တို့ကတိုးချဲ့သင်ကြားမှာဖြစ်ပါတယ်အင်္ဂလိပ်စာအနေနဲ့လည်းကျွန်တော်အလယ်တန်းဆင့်ကို grade 6ကနေ grade 8အထိကိုCambridge English ကိုကျွန်တော်တိုးချဲ့သင်ကြားပေးမှာဖြစ်ပါတယ်ကျောင်းသားများတွေကြက်ခိုင်ကျမ်းမှာတန်ဆွမ်းဖို့အတွက်တာယာပညာကိုလည်းတာယာအတွဲ1ကနေပြီးတော့ကျွန်တော်တို့အတွဲ4အထိကျွန်တော်တို့အားလုံးသင်ကြားပို့ချပေးမှာဖြစ်ပါတယ်ဒီနေ့ຫນွေမှာလည်းကျောင်းသူတွေရဲ့ဘောလုံးအားကစားနည်းပညာတိုးတက်ဖို့မျိုးအတွက်အခြေခံနေစပြီးတော့ကျွန်တော်တို့သင်တန်းတွေကိုပိုင်အားကစားကွင်းမှာပို့ချပြီးတော့ကိုပိုင်နည်းရဆရာများနဲ့သင်ကြားပို့ချပေးခဲ့တာဖြစ်ပါတယ်နောက်ကျွန်တော်တို့စိုက်ပျိုးရေးဘာသာရပ်တွေအနေနဲ့လည်းဒီနေ့မှာ10မျိုး10ပေါင်းတိုးချဲ့စိုက်ပျိုးတဲ့ကျောင်းပိုင်မြေကွက်လက်မှာကျွန်တော်တို့အတန်းလိုက်လက်တွေစိုက်ပျိုးသင်ကြားပို့ချပေးမှာဖြစ်ပါတယ်ဆက်လက်ပြီးတော့ကျွန်တော်တို့သင်ကြားရေး list တွေနဲ့ပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကျောင်းရဲ့အားသာချက်ကတော့ PowerPoint presentation နဲ့သင်ကြားပို့ချမှုကိုအထူး view site သင်ကြားခြင်းပဲဖြစ်ပါတယ်ဒီအတွက်ဆရာဆရာမများအားလုံးကသင်တန်းများပို့ချပြီးတော့ကျွမ်းကျင်တဲ့ဆရာဆရာမများနဲ့ဒီ PowerPoint presentation ကိုအတန်းလိုက်ဘာသာရပ်လိုက်အထူးတလဲချက်မှတ်သင်ကြားပို့ချပေးလျက်ရှိပါတယ်ဒီ PowerPoint presentation သင်ကြားခြင်းရဲ့အားသာချက်တွေကတော့အချိန်ပုံသက်သာတယ်နောက်သင်ကြားမှုမှာထိရောက်လွယ်ကူမြန်ဆန်တာကိုကျွန်တော်တွေ့ရပါတယ်ကလေးတွေအနေနဲ့ကလည်းအလွယ်တကူနားလည်နိုင်စွမ်းလက်တွေ့မြင်နိုင်ကြားနိုင်သိနိုင်တဲ့အတွက်သင်ကြားရေးမှာပုံမှုပြီးတော့ထိရောက်အောင်မြင်လာတာကိုကျွန်တော်တို့တွေ့ရပါတယ်အခုနှစ်မှာလည်းဒီ grade 5ကျွန်တော်တို့ဒီ KI စစ်မှာလည်းကျောင်းသူကျောင်းသားများထူးချွန်စွာအောင်မြင်တာကိုကျွန်တော်တို့တွေ့ရပါတယ်နောက်နှစ်ဒီစီစဉ်လေးရဆိုရင်ကျွန်တော်တို့ကဒီပညာရေးကို carry တစ်နှစ်ကိုတန်းတိုးချက်သွားတာဖြစ်တဲ့အတွက်ကျွန်တော်တို့2026မှာကျွန်တော်တို့က grade 8အထိတိုးချက်ပြီးဖြစ်ပါတယ်နောက်တစ်နှစ်မှာဆိုလို့ရှိရင်ကျွန်တော်တို့က grade 9အထိတန်းတိုးချက်ပြီးတော့ train ငယ်များကိုဆက်လက်သင်ကြားပေးတော့မှာဖြစ်ပါတယ်နောက်ကျွန်တော်တို့ဒီအခြေခံပညာထက်တန်းဆင့်အထိနောက်နှစ်မှာဆိုရင်ကျွန်တော်တို့ grade 10နောက်နှစ်မှာ11နောက်နှစ်မှာဆိုလို့ရှိရင်ကျွန်တော်တို့က grade 12အထိထက်တန်းဆင့်အထိရောက်အောင်ထူးချွန်ထက်မြက်သောဟုတ်လားကာယညာနာဇာတိတပြေဝသောကျောင်းသူလူငယ်များအားလုံးပေါ်ထွန်းနိုင်တဲ့အတွက်ကျွန်တော်တို့ကိုယ်ပိုင်ပညာရှင်မှုကိုယ်ပိုင်အလယ်တန်းကျောင်းကနေပြီးတော့အထူးတလဲဗီဒီယိုတစ်စိုက်စူးစမ်းဆောင်ရွက်လျက်ရှိကြောင်းတင်ပြလိုပါတယ်ကျောင်းရဲ့ရုပ်ပိုင်းဆိုင်ရာတည်တတ်ကြန့်ခိုင်နားပေါ်ဖို့အတွက်ကလည်းကျွန်တော်တို့ရဲ့ founder ကြီးဘာဦးသန်းရွှေကနေပြီးတော့ငွေကြေးကိုအကုန်ကြခံပြီးတော့ငွေကြေးအတိကမထားဘဲနဲ့ကျွန်တော်တို့ဒီကျောင်းရဲ့ဥပဒေရုပ်တွေကလေးသူငယ်များတွေရဲ့စိတ်ဓာတ်တွေစီကံတွေပညာရပ်တွေတိုးတက်လာအောင်အထူးကြက်မှတ်ဆောင်ရွက်ပြီးတော့ view design သင်ကြားပို့ချပေးလျက်ရှိပါတယ်ခင်ဗျာ